ဟုတ်တယ်လို့ကျမမျိုးသားမွေးနေ့ဆိုတော့ကျမကိတ်မုံကိုပေါ့နော်ဖုတ်ပြီးသားမဝယ်ရှင်တာနဲ့အိမ်မှာကိုယ်တိုင်ဖုတ်ပေးဖြစ်တဲ့ဗီဒီယိုလေးကိုလာမျှဝေပေးတာပေါ့နော်သူကတော့ chocolate cake ကိုပဲအရန်ကြိုက်တာမို့လို့ chocolate cake ကိုပဲဖုတ်ပေးဖြစ်ပါတယ်သူ့ကိုလုပ်ဖို့အတွက်ဆိုရင်တော့အရင်ဦးဆုံးဒီ top part ကိုပေါ့နော်အခန်းပူချိန်မှာထထားပါမယ်ကြက်ဥရောနွားနိုရောအကုန်လုံးအခန်းပူချိန်ဖြစ်ရပါမယ်ဒါကြောင့်မို့အရင်ဆုံးဘာမှမလုပ်ခင်သူ့တွေကိုကြိုထုတ်ထားလိုက်တယ်ပေါ့နော်ပြီးရင်တော့အထွေထွေသုံးဂျုံမုံရဲ့ကိုပေါင်တာရဲ့ကိုကျွန်မထည့်လိုက်တယ်ပေါ့နော်အစတော့စကားနဲ့စစ်ချမလို့ပဲစကားပေါက်ကအရင်ကျင်းတော့ချဖို့ခက်နေရတယ်ကျွန်မဒီတိုင်းပဲလောင်းချလိုက်တယ်ပေါ့နော်ပြီးရင်တော့တကြားစာbaking powder ရဲ့ကိုထည့်ပြီးမှမွေတန်လေးနဲ့တခြားမွေမယ်ပေါ့နော်ပြီးရင်တော့အဲ့ထဲမှာပဲကျွန်မတို့ကြက်ဥနှလုံးကိုဖောက်ထည့်မယ်ပြီးရင်တော့စီပြီးရင်နွားနို့ပေါ့နော်ပြီးရင်ခုနကအပြင်မှာကြိုးထုတ်ထားတဲ့ထောက်ပတ်ခဲအတုံးလေးကိုထည့်လိုက်မယ်ပေါ့နော်သူကအတုံးလို့တာမြင်နေရအခန်းဖူးချိန်မှာကျမတို့ထထားနိုင်ဝက်လောက်ရှိဆိုတော့ပျော်နေပြီပေါ့နော်ပြီးရင်တော့ကျမဒီဆက်နဲ့ပဲမွေလိုက်တယ်ပေါ့နော်ဒီအနေထားရောက်ပြီဆိုရင်တော့သူကထက်ဖို့ကိုအစင်းနေဖြစ်ပါပြီထက်ဖို့မဲ့ဗန်းလေးတွေကိုကျမကတော့စက်ကူလေးအရင်ခင်းထားတယ်ပေါ့နော်ပြီးရင်တော့ဒီလိုလေးစောင့်ချပေးရမယ်ပေါ့နော်မုံနစ်တွေအရင်များတော့တာမို့ကျမဒါလေးကို cupcake ကျမတို့လုပ်တယ်ပေါ့နော်အထဲမှာအစိအစံနဲ့အုံဒီချထားလေးထည့်ထားတာပေါ့နော် cupcake ထဲကိုဒါကတော့ကိတ်မုတ်ဖုတ်ပြီးလို့ရလာတဲ့အနေထားပေါ့နော်သူ့အပေါ်ဟာလေးတော်တော်ကြီးကိုမာနေတာတွေစိတ်မပူပါနဲ့ဒီမျိုးအက်နေတာတွေရောသူကအပြင်ကျမတို့ဖယ်ထုတ်တယ်ပေါ့နော်ပြီးရင်တော့သူ့အလဲကနေပေါ့နော်ထည့်ဖို့အတွက်ကျမတို့ထည့်မဲ့ cream အတွက်ကိုတော့ကျမတို့ဒီ powder sugar ပေါ့နော်အဲ့ဒါရဲ့ cream cheese ရဲ့ကိုထည့်မယ်ပေါ့နော်ထည့်မှဆက်နဲ့လှုပ်တဲ့အချိန်မှာကျမဇလုံးအဝပြဲတာရွေးမိသွားတော့အကုန်လုံးမျိုးကြောင်တစ်ခုလုံးပြန့်ကျဲလို့ပေါ့နော်ခုနမွေတာတွေက form အနေထားရပြီဆိုလို့ရှိရင်ကျမတို့ဒီခွက်လေးတွေကို whipping cream ကိုထည့်ပြီးမှမွေတန်တစ်ခုတည်းနဲ့ပဲမွေမယ်ပေါ့နော်ဒီလိုလေးကပိုမှလွယ်တာမို့ပေါ့နော်ဒီမွေတန်နဲ့မွေတဲ့အနေထားရတယ်ဒီလိုမျိုး form အနေထားရပြီဆိုလို့ရှိရင်ခုနကမွေထားတဲ့စလုံးထဲကိုရောထည့်ပြီးမှအစတော့ဇွန်းနဲ့ပဲကျွန်မမွေတာတိမ်မနှက်လောက်ဘူးချင်လို့ဆက်နဲ့တစ်ခါပြန်ပြီးမွေချလိုက်တယ်ပေါ့နော်ခဏပဲအကြာကြီးမမွေဘူးဒါပြီးရင်တော့ဒီပစ္စည်းတွေအကုန်လုံးကိုရေခဲကြတယ်ခဏထည့်ထားလိုက်တယ်ပေါ့နော်ဘာလို့လဲဆိုတော့အရေးပြောကျမတို့မျိုးကြောင်အရန်ပူတယ်ဒီမှာမိုးဘလောက်ပဲရွယ်ရပါတော့ပူနေတာပေါ့နော်အဲ့ဒါဆိုတော့အရင်ဆုံးရေခဲတက်တဲ့ခဏထည့်ထားပြီးမှခုနအတင်နီးထားတဲ့ကိတ်ထဲကိုကိတ်အပေါ်ပေါ့နော်ဒီအဖြူရောင် cream လေးတွေအပေါ်ကနေတုပ်ပေးလိုက်တယ်ပေါ့နော်ပြီးရင်တော့နောက်တစ်ထပ်အနေနဲ့ကိတ်မုတ်ကိုအပေါ်ကနေတင်လိုက်တယ်ပေါ့နော်ပြီးရင်တော့ကျွန်မ whipping cream ကြံနေတဲ့ဟာပေါ့နော်ဘူးတဝက်ကိုမီးဖို့ပေါ်မှာနည်းနည်းလေးအပူပေးအောင်မယ်ပေါ့နော်ကျွန်မဟာနည်းနည်းအရန်ပူတာများတော့လို့ပေါ့နော်ကျွန်မအကြာကြီးအေးခံအောင်ထားလိုက်ရသေးတယ်ပေါ့နော်ပြီးရင်တော့ chocolate ကိုကျွန်မဒီ dark chocolate ဆိုတာလေးကိုသုံးထားတယ်ပေါ့နော်ခုနကကြာရင်လေကျွန်မဒီ comment ထဲမှာပေါ့နော်ပါဝင်ပစ္စည်းအချိုးစားတဲ့အကုန်လုံးကိုရေးထားပေးပါမယ်နော်ဒါကြောင့်မို့ကျွန်မဗီဒီယိုထဲမှာဘယ်လောက်ထည့်တော့ဆိုတာမပြောရချင်းဖြစ်ပါတယ်ခုန whipping cream ထဲကိုအတင်ဒီထားတဲ့ chocolate လေးတွေထည့်မှမွေမှဒီအီအနေထားလောက်ဆိုလို့ရှိရင်ရပြီပေါ့နော်ပြီးရင်တော့နှစ်ထပ်ကိတ်လောက်တာမို့အပေါ်ကနေကျမတို့ chocolate အရည်လေးကိုလောင်းချင်တာဆိုတော့အပေါ်ကနေလောင်းထည့်မယ်ပေါ့နော်ဒီ Oreo chocolate မုန့်နစ်ကိုဒီမှာတခုပြောချင်တာကလေကျမကိတ်မုန့်ကျွန်းကျွန်းစွာမဖုတ်တတ်ပါဘူးဝါရဏာရဒီအိမ်ကမျိုးသားမွေးနေ့မှာကိုယ်တိုင်ဖုတ်ကျွေးရှင်လို့ဒါဖုတ်ရခြင်းဖြစ်ပါ